အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးကြအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ကမ္ဘာဘလုံးဖွဲ့ချုပ် FIFA ကအခုလက်ရှိကျင်းပနေတဲ့ FIFA ရဲ့ Club World Cup ပြိုင်ပွဲကို၄နှစ်တစ်ကြိမ်ကျင်းပမယ့်အစားနှစ်နှစ်တစ်ကြိမ်ထိကျင်းပဖို့စီစဉ်လျက်ရှိတယ်ဆိုပြီးတော့ဖော်ပြနေရှိတယ်အခုလာမယ့်2029ကျင်းပမယ့်ပြိုင်ပွဲကိုအမေရိကန်နိုင်ငံကလည်းဒုတိယအကြိမ်မြောက်ဆက်ပြီးကျင်းပဖို့နဲ့ Brazil နဲ့ Spain ကလည်းလက်ခံကျင်းပဖို့အိမ်ရှင်ဖြစ်ကြိုးပမ်းနေတဲ့အချိန်FIFA က၄နှစ်တစ်ကြိမ်တက်စာရင်2နှစ်တစ်ကြိမ်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းမလားဆိုပြီးသူတို့ဘက်ကစဉ်းစားလျက်ရှိပါတယ်အတလက်တစ်ကဘာစီလိုနာအသင်းထက်စာရင်နီကိုဝီလျံကိုဘိုင်မြူနစ်အသင်းကိုပိုရောင်းဖို့ဆန္ဒရှိနေတယ်။လာမကိုရိုင်ကဘာစီလိုနာအသင်းတွေကိုပဲပြောင်းချင်နေတဲ့အတွက်ဘိုင်ယန်ကကြိုးပမ်းမှုကအဆင်မပြေဖြစ်နေတာတောင်ပါအတလက်တစ်ကလပ်ကတော့နီကိုဝီလျံကိုသူတို့အနေနဲ့လုတ်ပိုင်ခွင့်အပြည့်အဝရှိရင်ဘာစီလိုနာထက်ဘိုင်ယန်ကိုသာရောင်းချင်ကြောင်းဆိုထားပါတယ်။ဆော်ဒီအာရေဗီးယားကလပ်ဖြစ်တဲ့အာဟီလာအသင်းကတော့လက်ရှိမှာ AC မီလန်အသင်းရဲ့ဘယ်နောက်ခံစားပါထေယိုဟနန်ဒက်စ်ကိုခေါ်ဖို့သဘောတူလိုက်ပါတယ်။ပြောင်းရွှေ့ခြင်းကတော့ယူရို35သန်းပါ25သန်းကိုအရင်ပေးပြီးတော့လွယ်ကူတဲ့အက်ဒွန်10သန်းကိုထည့်သွင်းခဲ့ပြီးထေယိုဟနန်ဒက်စ်ကိုသဘောတူလိုက်တာပါကစားမက2028ထိ3နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့တစ်နှစ်ကိုယူရို30နဲ့လက်မှတ်ထိုးချအပါအဝင်တိုတယ်85သန်းကို3နှစ်တွင်ရရှိမှာဖြစ်တယ်ခရစ္စဘယ်လစ်အသင်းရဲ့ဘူးတွဲအုံနာဖြစ်တဲ့ဂျွန်တက်စတာကတော့သူ့ရဲ့ share တွေအားလုံးကိုအမေရိကန်နိုင်ငံနယူးယောက်ဂျက်အသင်းရဲ့အုံနာဖြစ်တဲ့ဝူဒီဂျွန်ဆင်ကိုရောင်းချဖို့သဘောတူလိုက်ပါတယ်တကယ်လို့သာမရောင်းချနိုင်ရင်ဘယ်လစ်ကိုယူရိုပါလိပြိုင်ပွဲဝင်ခွင့်ကပိတ်ပင်မယ်ဆိုတဲ့အထက်ကြောင့်သူကသူ့ရဲ့ share တွေကိုပေါင်တန်း190နဲ့ရောင်းချခဲ့ပြီး Premier League ရဲ့ approve ကိုစောင့်ရရှိပါတယ်အန်ဒရီယာခရစ်ရှန်စင်ကပါဆိုနာသင်းမှာများပြားလာတဲ့ခံစစ်မှုတွေကြောင့်ဒီပြဟန်စီဖလစ်ကရောင်းထုတ်ဖို့ပြင်ဆင်နေပါတယ်အန်ဒရီယာခရစ်ရှန်စင်ကစာချုပ်တစ်နှစ်ပဲကျန်တဲ့အချိန်မှာပါဆိုနာကသူ့ကိုမရဒီမှာလမ်းခွဲဖို့ပြင်ဆင်တယ်အစောပိုင်းတုန်းကအာရူဟိုကိုစဉ်းစားပေမဲ့အာရူဟိုကကလပ်တဲ့နဲ့တက်တန်းထပ်တိုးထားတဲ့အတွက်ခရစ်ရှန်စင်ကိုရောင်းထုတ်တော့မှာဖြစ်တယ်ပါဆိုနာသင်းကနီကိုဝီလျံနဲ့ယူအန်ကာစီယာအပြောင်းရွှေ့အပြီးတပ်ဖို့လုပ်နေတဲ့အချိန်မှာတစ်ဖက်ကဒန်မတ်အသင်းရဲ့ကိုပင်ဟေဂင်ကရူနီဘာဂျီဆိုတဲ့လူငယ်ကစားပါလေးကိုခေါ်လိုက်ပါတယ်အသက်16နှစ်ပဲရှိပါသေးတယ်ဒီချာတိတ်လေးကဒါကိုပင်ဟေဂင်နဲ့စာချုပ်က6လပဲကျန်တော့တာဖြစ်ပြီးတော့ဆွီဒင်လူငယ်ကစားပါလေးကိုကိုပင်ဟေဂင်အသင်းရှိကနေယူရို1.5တန်းဘောနက်အပါဝင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပြီးရောင်းရငွေရဲ့15%ကိုတော့ကိုပင်ဟေဂင်ကိုပေးဖို့သဘောတူခဲ့ပါတယ်ရီယယ်မက်ဒရစ်အသင်းရဲ့ဂန်နိုဝင်တိုက်စစ်မှုဟောင်းရာဦးကကလပ်သင်းကထွက်ပြီးတော့ Under 21အသင်းရဲ့နီးပြဖြစ်တာဝန်ယူဖို့လုပ်နေပါတယ်အထူးသဖြင့်ရီယယ်မက်ဒရစ်အသင်းရဲ့ B အသင်းကနေပြီးခဲ့တဲ့နွေရာသီတုန်းကထွက်ခွာခွဲလို့အာဘီလိုကအဲ့နေရာမှာဆောင်ရွက်ပြီးတဲ့ချိန်ရာဦးကစပိန်လေဝေးစင်အသင်းရဲ့ Under 21အသင်းရဲ့နီးပါဖြစ်ဆောင်ရွက်ဖို့စတင်သဘောတူတော့မှာဖြစ်တယ်ကလပ်ဝေါ်ကပ်ပြိုင်ပွဲပြီးတာနဲ့မဒရစ်ရဲ့စူပါစတာဖြစ်တဲ့ဂျူပါလီဂန်ကသူ့ရဲ့ပခုံးတန်ရာကိုခွဲစိတ်ကူတာမှာပါဒီပခုံးတန်ရာကကာလာရှီချာခံစားနေရတာဖြစ်ပြီးခွဲစိတ်ကူတာဖို့လိုအပ်တယ်မဒရစ်ဘက်ကဒီကလပ်ဝေါ်ကပ်ပြီးမှဂျူပါလီဂန်ကိုခွဲစိတ်ကူတာမှာဖြစ်တဲ့အတွက်ရာသီစပွဲစဉ်3လနဲ့4လကြာသူ့ကိုလွဲချော်တော့မှာဖြစ်တယ်ဖက်ဒရီဂိုဗယ်ဗာတေကတော့ရီယယ်မက်ဒရစ်အသင်းရဲ့ကပတိန်ဖြစ်ရွေးချယ်ခံရဖို့များတဲ့အတွက်ရီယယ်မက်ဒရစ်လိုအသင်းမျိုးမှာဥဆောင်သူတယောက်အနေနဲ့ကစားခွင့်ရမှာကတကယ်ကိုကျေနပ်စရာဖြစ်ပြီးသူ့အတွက်အိုက်တာဝန်ကိုအကောင်းဆုံးထမ်းဆောင်နိုင်မယ်လို့သူကဆိုလိုက်ပါတယ်ဒီယိုစီမီယိုနီကဘူတာဖိုကူကိုတကူကုန်းရှိတဲ့အနိုင်ရခဲ့သည့်တိုင်အောင်ပါရီစိန့်ဂျာမိန်နဲ့ဘူတာဖိုကူနောက်မှာတတိယတာရလို့ကလပ်ဝေါ်ကပ်ကထွက်ခဲ့ရတယ်ဆိုစီမီယိုနီကဒီပြိုင်ပွဲမှာဒါလူဂျီတာရဲ့ every single decision ဟာသူတို့အသင်းကိုစန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေကြီးချမှတ်ခံရတာဖြစ်ပြီးတော့တကယ်ကိုစိတ်ပျက်စရာကောင်းတယ်ဆိုပြီးဆိုခဲ့ပြီးဒီကိုကတတိယနေရာကနေဒီပြိုင်ပွဲကထွက်သွားခဲ့ရတာပါဖန်နဘချီအသင်းကတော့အခုလက်ရှိမှာပြင်သစ်ကလပ်လီရဲ့တိုက်စစ်မှုဂျိုနာသန်ဒေးဗစ်ကိုကမ်းလှမ်းထားပါတယ်ဂျွန်30ဆိုတာနဲ့သူကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့ကနေဒါတိုက်စစ်မှုကိုဂျိုစီမိုနီယိုကအလွတ်နဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါဂျူဗန်တက်စ်ကဂျေဒန်ဆန်ချိုကိုဘက်ကပ်ပလန်ဖြစ်ထားပြီးတော့သူတို့ပေါ်တိုကအငှားခေါ်ထားတဲ့ဖရန်ဆက်ကိုခွန်စီဆာတာမရရင်ဆန်ချိုကိုအစားထိုးခေါ်သွားမယ်ဆိုပြီးတော့လာကစ္စတာတယ်လူစဘော့ကဖော်ပြလာပါတယ်ဘရီရှက်ဒေါ်မန်ရဲ့အသက်20ရွယ်ရှိတဲ့အင်္ဂလန်တောင်မန်ကစားမဂျီမီကန်တက်စ်ကိုဘိုင်ယန်ကခေါ်ဖို့ချင်းကပ်လာပြီးတော့
ကလပ်ဝိုကပ်ပြီးတာနဲ့ပေါင်55တန်းနဲ့ခုံမယ်ဆိုပြီးတော့ခိကာမဂဇင်းကဖော်ပြပါတယ်Manchester City အသင်းရဲ့နောက်ခံကစားမ Rico Lewis ကကလပ်ဝိုကပ်မှာပြခံရတဲ့အနီးကပ်ကြောင့်သူ့အနေနဲ့နောက်ထပ်အပူ2ပွဲထပ်ပြီးပယ်ခံရမှာပါဒါ Rico Lewis ကမူလကဂျန်တန်နဲ့ကစားပုံကစားခဲ့တဲ့အတွက်အနီးကပ်ပြခံရရမှာနောက်ထပ်အပူ2ပွဲပယ်ခံရမှာဖြစ်တဲ့အတွက်သူကအခုလက်ရှိမှာ Juventus နဲ့နောက်ဆုံးပွဲရဲ့ Round of 16 ပွဲကိုလွဲချော်မှာဖြစ်တယ်ဖက်ကွာဒီယိုလာကမန်စီးတီးအသင်းမှာ Jack Grealish နဲ့တစ်ဖက်ကခိုင်ဝိုကာတို့2ယောက်ထွက်ခွာမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်ဒီကမှ2ယောက်စလုံးအသင်းက squad ထဲမှာမပါတော့သလိုအသင်းကနေတေချာပေါက်ရောင်းချမှာဖြစ်ကြောင်းနဲ့ Manchester City ကထွက်ခွာပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်အဲခိုင်ကွန်ဒိုကန်ကတော့ဂါဆာရီအသင်းနဲ့တရင်တွေတက်နေသည့်တိုင်အောင်34နှစ်ရရှိတဲ့ကွန်ဒိုကန်ကသူနဲ့မန်စီးတီးချာမှာတနစ်စာချုပ်ကြန့်ရှိနေတဲ့အတွက်ဒီသင်းမှာပဲပျော်ရွှင်တယ်ဆိုပြီးအပြောင်းရွှေ့တွေကိုညှင်းဆန်းလိုက်ပါတယ်အာဆနယ်ကမူလကဘန်ဂျမင်ဆက်ကိုအပြောင်းရွှေ့ကိုလက်လျှော့ပြီးလို့ဖော်ပြခဲ့ပြီးမှ Telegram မှာရော Times မှာရော British Media တွေနဲ့ German Media တွေမှာတော့ Leipzig နဲ့အာဆနယ်ကြားမှာဘန်ဂျမင်ဆက်ကိုအပြောင်းရွှေ့ကပြောင်းရွှေ့ချေ10တန်းတာกว่าတော့ကြောင်းနဲ့အဲ့ဒီယူရို10တန်းကမကြာမီသဘောတူညီမှုရပြီးဒီပြောင်းရွှေ့ကယူရို85တန်းနဲ့ပြီးလိမ့်မယ်ဆိုပြီးတော့ဖော်ပြလာပါတယ်အာဆနယ်ကအခုလက်ရှိမှာ Real Madrid ကသာ Rodrigo ထွက်ခွာမယ်ဆိုရင်ခေါ်ယူဖို့အသင့်ရှိတောင်းနဲ့ Madrid ကိုယ်တိုင်ကလည်းတားဆီးသွားဖို့မရှိဘူးလို့ဆိုတဲ့ Madrid ဘက်ကတော့ Rodrigo ကိုပြောင်းရွှေ့ခြင်းယူရိုတန်း90ထိတောင်းဆိုထားပြီးမြောက်နယ်ကလပ်ကခေါ်ဖို့အသင့်ရှိကြောင်းဆိုပါတယ်အာဆနယ်သိနေတဲ့အခုလောလောဆယ်မှာတကယ်လို့များ Rodrigo ရော Shaqiri ရဲ့အပြောင်းရွှေ့မဖြစ်ရင်တော့ Gyökeres နဲ့ Noni Madueke ကသူတို့ရဲ့ plan B ကစားမဖြစ်တယ် Gyökeres ကတော့တန်း90နဲ့80ကြားရှိပြီး Chelsea ရဲ့တောင်ပန်ကစားမ Noni Madueke ကတန်း90ရှိကြောင်းဖော်ပြလာပါတယ် Man United အသင်းကအခုလက်ရှိမှာသူတို့ရဲ့တိုက်စစ်ပိုင်းအတွက် Brian Abuemo ကိုပေါင်တန်း60ရှိတဲ့ဒုတိယအကြိမ်ကာလမှုတစ်ခုပြုလုပ်ခဲ့ပါတယ်ပထမအကြိမ်ထက်9တန်းပိုမိုများပြားခဲ့ပြီး Brentford ကတော့63တန်းလောက်နဲ့ bonus အပါအဝင်လိုချင်နေတယ်ဆိုပြီးတော့ Fabrizio ကဖော်ပြထားတာလည်းဖြစ်တယ် Manchester United ကအခု Nottingham Forest ကတောင်ပန်ကစားမ Callum Hudson-Odoi ကိုချင်းကပ်လျက်ရှိတယ်ဒီကစားမက Forest မှာပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပြီး United ကသူတို့ရဲ့တောင်ပန် position တဲ့ Callum Hudson-Odoi ကိုစိတ်ဝင်စားလျက်ရှိတာပါMan United ကတစ်ဖက်မှာလည်း Fiorentina တိုက်စစ်မှု Moises Kean ရဲ့အခြေအနေကိုလည်းလေ့လာလည်ရှိပါတယ်။သူတို့ကအခု Moises Kean ရဲ့အနေအထားကိုတောက်လျှောက်စောင့်ကြည့်နေပြီးတော့ဒီစားမရဲ့တန်ကြီးကပေါင်44တန်းယူရို52တန်းရိုကြီးစာချုပ်နဲ့24နှစ်ရွယ်ရှိတဲ့အီတလီတိုက်စစ်မှုက Premier League Everton မှာကစားခဲ့ပြီး United ကသူ့ကိုစိတ်ဝင်စားနေတာပါ Chelsea တင်ကတော့သတင်းတွေထွက်ပေါ်နေတဲ့ Nicolas Jackson ကိုရောင်းချဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်ခဲ့ပြီးသူကအရေးပါတဲ့ role မှာနောက်ရာသီဆက်ရှိမှာဖြစ်ကြောင်း Enzo Maresca ကအတည်ပြုလိုက်ပါတယ် Chelsea အနေနဲ့အခုလောလောဆယ်မှာသူတို့တင်းရဲ့ကစားမ10ယောက်ကိုရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်အဲကစားမတွေက Raheem Sterling, Axel Disasi Petrovic, Armando Broja နောက်တစ်ဖက်က Joao Felix, Renato Vega, Banchewell အပါအဝင် Kani Shomenga, Leslie Udukuku နဲ့ Wesley Fofana တို့ပါဝင်ကြောင်းနဲ့ဒီသားမ10ယောက်ကိုကလပ်ဘက်ကရောင်းထုတ်ဖို့ပြင်ဆင်ထားတာပါကလပ်ဘက်ကအခုလောလောဆယ်မှာလီယန်ဒီလက်က Chelsea တို့ကိုခေါ်ယူခဲ့တဲ့အချိန်ဒီ project ကသူ့အတွက်ရောအသင်းအတွက်ပါတကယ်ကိုကောင်းမွန်တဲ့ project ဖြစ်တဲ့အတွက် Man United အပါအဝင်အခြားကမ်းလှမ်းမှုတွေကိုပယ်ချပြီး Chelsea ကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်လီဗာပူးတင်းကဒါဝင်းနူးညက်ကိုရောင်းချဖို့သဘောတူထားပါတယ်ဒါပေမဲ့အန်တိုနီယိုကွန်တေအသင်းရှိကနေယူရို90ထိတောင်းဆိုထားတယ်နာပိုလီကဒါလက်ရှိမှာသူတို့ရဲ့တိုက်စစ်ပိုင်းအတွက်လီဗာပူးရဲ့နူးညက်ကိုလိုချင်ပေမဲ့သူတို့ဘက်ကအများဆုံး90တာပေးမယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့လီဗာပူးအသင်းရဲ့နောက်ခံကစားမအီဘရာဟီမာခနာတီကအသင်းရဲ့စာချုပ်တစ်ကမ်းလှမ်းမှုကိုစိတ်ပြက်လျက်ရှိတယ်စာချုပ်ကနောက်ဆုံးနှစ်ကိုရောက်ပြီး25နှစ်အရွယ်ရှိတဲ့ခနာတီကိုလီဗာပူးကတပတ်ကို9000ပတ်ဝန်းကျင်သာကမ်းလှမ်းထားတဲ့ bonus ပတ်ဝန်း3သိန်းထိပေးထားပေမဲ့ခနာတီကလက်ရှိလောက်ခလာစာတစ်ပတ်9000ကနေ2သိန်းထိတောင်းဆိုထားမှုကိုလီဗာပူးကကမ်းလှမ်းထားခြင်းမရှိတဲ့အတွက်အဲ့စာချုပ်ကိုသူကပယ်ချခဲ့တာလည်းဖြစ်တယ်
မီလော့စ်ကာကက်ကလီဗာပူးရဲ့ကစားမအသစ်ဖြစ်ကြီးညာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပတ်အတွင်းမှာပဲလီဗာပူးကသူတို့ရဲ့ကစားမတွေတဲကဟာဗီအယ်လီယက်အန်ဒီရောဘင်ဆန်ကော့စတက်ဆီမီကက်နဲ့ဒါတစ်ဖက်ကခီးစားတို့အပြောင်းရွှေ့တွေအားလုံးပါဝင်နူးညက်ရဲ့အပြောင်းရွှေ့တွေကိုဆုံးဖြတ်ချက်ချမှာဖြစ်တဲ့Thomas Frank ကတော့ Tottenham အတွက်တင်ကောင်းဆောင်ယွန်မင်ဆွန်ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ထားပြီးတော့ Crystal Palace ကတောင်ပန်ကစားမအဇီကိုကောင်းလန်းထားပြီးဖြစ်တဲ့ဒီစားမကယောဂျီစာချုပ်ပေါင်68တန်းရှိပြီးတော့ Palace တင်ကိုယောဂျီစာချုပ်ပေးမယ်ဆိုပြီး Spark ကကောင်းလန်းထားပြီးမြဲအိုက်ကာလာမှုရဲ့ယောဂျီစာချုပ်ကိုအရေးကြပုံစံနဲ့ Tottenham က Palace ကိုတောင်းဆိုထားတာဖြစ်တယ်။ Tottenham Hotspur ကတော့အခုလက်ရှိမှာ Japanese နောက်ခံကစားမ Kotataki ဆိုတဲ့ကစားမတယောက်ကိုခေါ်လိုက်ပါတယ်။ဒီကစားမကို Tottenham Hotspur အသင်းက Jelly Club Kawasaki အသင်းကနေခေါ်ယူခဲ့ပြီးပြောင်းရွှေ့ကြီးက9သန်းနဲ့သဘောတူခဲ့တာပါ။ Spa အသင်းကအခုလောလောဆယ်အနေထားရတော့သူတို့အသင်းကဂေလိုစန်တဘတ်အနေနဲ့ Christian Romero ထွက်သွားခဲ့ရင်သူတို့အနေနဲ့ Conny De Winter ဆိုတဲ့နောက်ခံတယောက်ကိုထည့်ထားတယ်။ဒီစားမကိုတော့ပြောင်းရွှေ့ကြီးယူရို25သန်းနဲ့တန်း30ကျားတောင်းဆိုခံထားရတာပါ။ Brighton ကလည်းသူတို့ရဲ့ညာနောက်ခံလူတွေ Flamingo ရဲ့ညာနောက်ခံကစားမ Wesley ကိုကန်လန်းထားတယ်။ Flamingo ကတော့သူတို့ကစားမအတွက်ယူရို30တတ်မှတ်ထားတာပါ။ဘန်လီကလည်းတစ်ဖက်က James Trafford ထွက်ဖို့နီးစပ်နေတဲ့အတွက်ဂိုးသမားတေရှာထားပါတယ်။ German Club Caritas ကအသင်းက Maxwell ကိုသူတို့ဘက်ကပေါင်9တန်းနဲ့သဘောတူညီမှုရဖို့နီးစပ်လေးရှိတာပါ။ Newcastle ကဘန်လီဂိုးသမား James Trafford ကိုဒါနေပုံနေရာမှာအစားထိုးဖို့သဘောတူညီမှုရလို့နီးပါဖြစ်ပြီးပြောင်းရွှေ့ခြင်းကတော့တန်း30ပတ်ဝန်းကျင်ဖြစ်မယ်လို့ဆိုပါတယ်။ Bradford ကလည်း Thomas Frank နေရာမှာသူတို့ရဲ့ set piece နီးပြဖြစ်တဲ့ Keith Andrew ကိုနီးပြအဖြစ်ခံတော်မှာပါ။ရပိုင်းတွင်မှာပဲသဘောတူညီပြီးတာနဲ့ Bradford အသင်းရဲ့နီးပြဖြစ် set piece coach ဖြစ်တဲ့ Keith Andrew က Thomas Frank ရဲ့နီးပြအဖွဲ့ဝင်ကနေနီးပြချုပ်ဖြစ်လာမှာဖြစ်တဲ့PSV Eindhoven ရဲ့ Argentina ကိုသမား Benitez ကတော့အခုလက်ရှိမှာ Crystal Palace ကိုပြောင်းရွှေ့ပါပြီး Walter Benitez က Crystal Palace နဲ့သဘောတူညီမှုရရှိတဲ့အတွက် July 1 ရက်နေ့မှာ PSV ကနေ Palace ကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပါပြီ။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားသာတဲ့ပါအားလုံးကျေးဇူးပါတယ်